စောင်းပါရဲ့ခေါင်းစဉ်ကအလုတ်အကင်ဖြစ်ပါတယ်ဝမ်းစာရှာဖွေခြင်းနီးလန်းဖြစ်စေသောအရာကိုအလုတ်အကင်ဟုခေါ်ဆိုပါသည်လွန်ခဲ့သောနှစ်ပေါင်း100ကျော်ကစက်မှုတော်လှန်ရေးပြီးနောက်မှာအလုတ်အကင်ဆိုသည့်စကားလုံးစတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်စက်မှုတော်လှန်ရေးမတိုင်မီကမူလူသားအလုံးမွေးဖွားလာစဉ်ကလေးကလယ်သမား၏သားသမီးများဖြစ်ကြပြီးရွေးချယ်စရာမရှိဘဲလယ်ယာစိုက်ပျိုးရေးတည်တာထိုသားသမီးတို့၏အလုတ်အကင်ဖြစ်ခဲ့ရသည်သို့သောယနေ့ခေတ်တွင်မူအလုတ်အကင်အမျိုးအစားပေါင်း1000ကျော်မကရှိနေပြီဟုဆိုကြသည်ယုံကြည်သူတယောက်အနေဖြင့်မိသည့်အလုတ်ကိုလုတ်ကင်ခြင်းကဘုရားသခင်အလိုတော်ဖြစ်မလဲမိမိနှင့်သူတို့ဘာအတွက်အကျိုးရှိပြီးဘေးဥပတ်မဖြစ်စေပါကဘယ်နေရာမှာဘာပဲလုပ်လို့ဘုရားသခင်သည်တင်နှင့်အတူရှိနေမှာဖြစ်သည်ယောရှုမှတ်စာအခန်းကြီး1အခန်းငယ်9တင့်ကိုငါမှားထားသည်မဟုတ်တော့အားရည်ရင်းရခြင်းရှိတော့မကြောက်နှင့်စိတ်မပြတ်နှင့်သွားလျက်ရာ၌တင်ဤဘုရားသခင်ထာဝရဘုရားရှိသည်ဟုမိန့်တော်မူ၏ကျွန်ုပ်တို့ဟာလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုပေးသနာတော်မူထားသည်ထို့ကြောင့်မကောင်းသောအမှုရာမဟုတ်လေမိတို့မြပြဿနာမရှိပါဘာပဲလုပ်လို့ထိုအရာအဖြစ်ဘဝဤတန်ဖို့ဝမ်းမြောက်ခြင်းနှင့်ကျေးဇူးတော်ချီးမွမ်းခြင်းရှိနေမည်ဆိုပါက၎င်းသည်မိမိအားပေးသနာတော်မူသောအလုတ်အကင်ဖြစ်ပြီး၎င်းသည်ပင်ဖျားသခင်ဘုန်းတော်ထင်ရှားခြင်းဖြစ်သည်တနည်းအားဖြင့်ပြောရလျှင်လူအဖွဲ့အစည်းအတွက်လှုပ်ဆောင်သောအလုတ်အကင်မှန်သမျှသည်မြင့်မြတ်သောအရာဖြစ်သည်ရှင်ဟန်အခန်းကြီး15အခန်းငယ်9ငါသည်စပြစ်နွယ်ပင်ဖြစ်၏တင်တို့သည်အခက်များဖြစ်ကြ၏အကျဉ်သူသည်ငါ၌တည်၍ငါသည်လည်းထိုသူ၌တည်ထိုသူသည်များစွာသောအသီးကိုတည်တတ်၏ငါနှင့်ကွာလင်တင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ကြဘုရားသခင်၏ဘုန်းတော်အတွက်အသီးအပွင့်များကိုရိတ်သိမ်းရပါမည်၎င်းသည်ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးတွင်ဘုရားသခင်မိန့်မာတော်မူထားသောအမှုတော်သာသနာဖြစ်သည်ရှမသက်ခရစ်ဝင်ခန်းကြီး25အခန်းငယ်14မှ30အထိဥပမာကလူတဦးသည်အခြားသောပြည်သို့သွားမည်ဟုအကြံရှိလျက်မိမိငယ်သားတို့ကိုခေါ်၍မိမိဥစ္စာများကိုအပ်ပေး၏သူတို့သည်အသီးအသီးအစွမ်းတတ္တိရှိသည့်အတိုင်းတဦး၌ငွေခွက်50တဦး၌ခွက်20တဦး၌ခွက်30ကိုအပ်ပေးပြီးမှချက်ချင်းသွားလေခွက်50ကိုရသောသူသည်တွား၍ကုံသွဲခြင်းကိုပြုသဖြင့်အခြားသောခွက်50ကိုအမျက်ရသည်ထိုနည်းတူခွက်20ကိုရသောသူသည်လည်းအခြားသောခွက်20ကိုအမျက်ရသည်ခွက်30ကိုရသောသူမူကားတွား၍မြေ၌တွင်းတူးပြီးလျှင်အရှင်၏ငွေကိုဝှက်ထားလေ၏ကာလကြာမြင့်ပြီးမှထိုငယ်သားတို့၏အရှင်သည်လာ၍သူတို့ကိုစည်ရင်ယူလေ၏ခွက်50ကိုရသောသူသည်ချင်းကပ်၍အခြားခွက်50ကိုဆက်လျက်သခင်ကိုရောသည်ကျွန်ုပ်၌ခွက်50ကိုအပ်ပေးတော်မူ၏အခြားသောခွက်50ကိုကျွန်ုပ်အမျက်ရပါပြီဟုလျှောက်လေ၏အရှင်ကလည်းတာရုသစ္စာရှိသောငယ်သားကောင်းသင်သည်အမှုငယ်၌သစ္စာဆောင်လေပြီများစွာသောအမှုအခွင့်ကိုသင်၌ငါအပ်ပေးမည်သင်၏သခင်နှင့်အတူစည်းစိမ်ကိုဝင်စားလောက်ဟုမိန့်တော်မူ၏ခွက်20ကိုရသောသူသည်လည်းချင်းကပ်၍သခင်ကိုရောသည်ကျွန်ုပ်၌ခွက်20ကိုအပ်ပေးတော်မူ၏အခြားခွက်20ကိုကျွန်ုပ်အမျက်ရပါပြီဟုလျှောက်လေသောအရှင်ကတာဒုသစ္စာရှိသောငယ်သားကောင်းသင်သည်အမှုငယ်၌သစ္စာဆောင်လေပြီများစွာသောအမှုအခွင့်ကိုသင်၌ငါအပ်ပေးမည်သင်၏သခင်နှင့်အတူစည်းစိမ်ကိုဝင်စားလောက်မိန့်တော်မူ၏ခွက်30ကိုရသောသူသည်လည်းချင်းကပ်၍သခင်ကိုရောသည်ခဲရင်သောသူဖြစ်သည်နှင့်ကိုမဆိုင်ပြိုးသောအရ၌ရိပ်၍ကိုမဖြန့်ကျဲသောအရ၌စုတိန်သက်တီကိုကျွန်ုပ်သိ၍ကြောက်သောကြောင့်အခြားသို့သွား၍ကိုရော၏ငွေခွက်30ကိုမြေ၌ဝှက်ထားပါပြီယခုကိုရော၏ဥစ္စာရှိပါသည်ဟုလျှောက်၏အရှင်ကလည်းစိုးညစ်ပြင်းရည်သောငယ်သားငါသည်ကိုမဆိုင်ပြိုးသောအရ၌ရိပ်၍ကိုမဖြန့်ကျဲသောအရ၌စုသိန်ဒီကိုတင်တိသည်မှန်လျင်ငါငွေကိုပွဲစားလက်သို့အပ်ရမည်ထို့သောအလင်ငါပြန်လာသောအခါငွေရင်းနှင့်အတိုးကိုရနိုင်၏ထို့ကြောင့်ခွက်30ကိုထိုသူ၏လက်မှနှုတ်ကြခွက်100ရှိသောသူကိုပေးကြ
အကြောင်းမူကားအကျဉ်သူသည်ရတတ်၏ထိုသူ၌ကြွယ်ဝပြည့်စုံစေခြင်းကပေးဥမည်အကျဉ်သူသည်ဆင်းရဲ၏ထိုသူ၌ရှိသမျှကိုပင်နှုတ်လိမ့်မည်အသုံးမရသောထိုငယ်သားကိုငိုကြွေးခြင်းအန်သွားခဲကြိတ်ခြင်းရှိရာပြင်အရက်မှောင်မိုက်သေးသူနှင်ချလိုက်ကြဟုစီရင်တော်မူ၏ယုံကြည်သူများသည်အသုံးမဝင်သောကျွန်မဟုတ်ပဲသစ္စာရှိသောဗန္ဒာဇိုးများဖြစ်ကြပြီးခမဲတော်ဘုရားသခင်ကိုဝမ်းမြောက်စေရမှကျွန်ုပ်တို့၏တာဝန်သာသနာဖြစ်သည်ထိုအမှုအတွက်ကျွန်ုပ်တို့တဦးစီအားအစွမ်းတတ္တိများကိုအသီးသီးလျော်ကန်စွာပေးထားတော်မူ၏ထိုစွမ်းဆောင်ရည်များကိုတန်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုအတိုင်းအသုံးပြုပြီးအသီးအပွင့်များကိုရိတ်သိမ်းမှသာလျှင်တန်ဖိုးရှိသောဗန္ဒာဇိုး၏ဘဝဖြစ်လာပြီထို့ကြောင့်ကျွန်ုပ်တို့သည်အလုတ်အကိုင်ကိုရရှိကြခြင်းဖြစ်သည်မိမိအားပေးသနာထားသောအစွမ်းတတ္တိကမိသည့်အရာဖြစ်သည်ကိုမူပေးသနာတော်မူသောခမဲတော်ဘုရားသခင်ထံသို့လျှောက်ထားမေးမြန်းရမည်ဖြစ်သည်မိမိ၏အခြေအနေတွင်မူယခုအချိန်၌ပြန်လည်စဉ်းစားကြည့်သောအခါမိမိသည်လျှက်ပေါ်လော်လီပြီးကောက်ကျစ်ဆင်းလဲသူဖြစ်သောကြောင့်ဓမ္မဆရာတိတ်ခါရရဆရာမဖြစ်ခဲ့လျင်မိမိကိုယ်ကိုထိမ့်သိမ်းနိုင်မည်မဟုတ်ကြောင်းသိတော်မူ၍ဖျားသခင်ကကျွန်ုပ်အားဤလန်းသို့လမ်းပြခဲ့ခြင်းဖြစ်သည်ဟုယူဆမိပါသည်မိမြပင်တန်တိတ်ထန်ချထားစေကမူကောင်းမွန်စွာမနေထိုင်နိုင်ခဲ့ပါအပြစ်စီရင်ခြင်းဝေဖန်ခြင်းတို့ကအမြဲတမ်းဖျားသခင်ထက်စောနေခဲ့သည်ဖျားသခင်နေရာမှာဝင်လောက်ခဲ့ခြင်းဖြစ်သည်စာတန်၏လှည့်စားမှုအောက်တွင်အမြဲရိမ့်ရိုင်ခဲ့ရသည်ဤသို့ဖြစ်တည့်ရမျှမခံနိုင်ပဲလောကီစီးကြောင်းတဲ့သို့နစ်မြုပ်သွားလေရှိခဲ့သည်ဓမ္မဆရာတယောက်သာသနာပြုဆရာတယောက်ဖြစ်လာပြီးယခုပြန်တွေးကြည့်ရ၎င်းသည်ဘုရားသခင်ယေရှုတော်တတ်တာဖြစ်ပါသည်သို့တော်လည်းကျွန်ုပ်သည်ယခင်အတိုင်းပင်ဆိုးရုပ်သောဘာဗလုန်ရဲတိုက်ကိုတီဆောက်နေခဲ့မိသည်ရှောလူသည်တန့်ရှင်းသောပေါလုဖြစ်လာပြီးကြီးမားလှသောအမှုတော်ကိုဆောင်ရွက်ခဲ့တော်လဲမိမိသည်မကောင်းသောအတွေးများကိုမထိန်ချုပ်နိုင်ခဲ့သဖြင့်ငါသည်နေ့တိုင်းအသေးခံ၏ဟုဝန်ခံခဲ့သည်တစ်ကော15:31ထို့သောဖြင့်သခင်ဖျား၏လမ်းပြမှုကိုလိုက်လျှောက်ရင်းမိမိကိုမသိလိုက်ပဲစာတန်၏လမ်းထဲသို့ဝင်ရောက်မိသွားသည်ကိုသိရှိကနောင်တရရင်ဤသို့ရှင်တန်နေထိုင်ရခြင်းသည်ပြီးလူဘဝဖြစ်ခဲ့သည်သခင်ဖျား၏လမ်းပြမှုအတိုင်းအမှုတော်ဆောင်နိုင်ခြင်းသည်အလွန်ကြီးမားသောဂျေဇုတော်ဖြစ်ပြီးစိတ်နှလုံးထဲတွင်အမြဲတမ်းငြိမ်သက်ခြင်းရှိကာဂျေဇုတော်ချီးမွမ်းခြင်းနှင့်ပြည့်နှက်နေပါသည်သခင်ဖျားဆေလွတ်ပေးတော်မူသောလုပ်ဖို့ဆောင်ဖက်များကလည်းနှုတ်ကပတ်တော်ထဲအမြဲရှင်သန်နေကြသဖြင့်တာ၍ပင်ဂျေဇုတင်တဲ့ဘုန်းတော်ကိုချီးမွမ်းမိပါသည်ညီကိုမောင်နှမများဇနီးသားသမီးများမြေးများအသင်းတော်မိသားစုတိကျွမ်းသောမိတ်ဆွေများနှင့်မိသားစုဝင်အားလုံးမိသည့်နေရာတွင်ရှိမိသည့်အလုပ်ကိုပဲလုပ်လို့စောင့်ရှောက်ပေးတော်မူခြင်းအတွက်ဂျေဇုတင်ပါသည်အချုပ်အားဖြင့်ဓာတ်စီကားသည်ဓာတ်စီထဲမှသာကားကပုံမှန်မောင်းနှင်နိုင်သည်အကယ်၍ဒီဇယ်သို့မဟုတ်အခြားစီများကိုထည့်မိပါကထိုကားသည်ပျက်စီးသွားပြီထိုနည်းသူစွာလူသားသည်သခင်ဖျားအတွင်း၌သာရှင်သန်နေထိုင်ရန်ဖန်ဆင်းခံထားရသောဝိညာဉ်ရေးရာတရဝါဖြစ်ကြောင်းမေးလျော်၍မဖြစ်ပါမိမြပင်ကြီးမြင့်မားသောယာရုရှိနေပါစေငွေကြေးမိမြပင်ချမ်းသာပါစေပညာရက်များမိမြပင်တက်မြောက်ပါစေဤပညာများစွာရှိပါစေကျမ်းမာခြင်းနှင့်ပြည့်စုံနေပါစေသခင်ဖျား၏အုပ်ဆိုးခြင်းနှင့်လမ်းပြခြင်းကိုခံယူသောဘဝမျိုးသားလျင်ကျွန်ုပ်တို့၏ဘဝသည်စစ်မှန်သောတန်ဖိုးများနှင့်ပြည့်နှက်နေမည်ဖြစ်သည်ထိုအလုတ်အကင်အားဖြင့်သခင်ဖျား၏ဘုန်းတော်ကိုချီးမွမ်းခြင်းသည်သာလေအဓိပ္ပာယ်ရှိသောဘဝနှင့်စစ်မှန်သောတန်ဖိုးပင်ဖြစ်ပါသည်ရောက်တိုင်းပေါ်ဘုရားသခင်ယေရှုကြွယ်ဝပါစေအာမင်